သူမကတာမန်အိမ်ကူမင်းကလေးတယောက်တာဖြစ်ပေမဲ့ကိုယ့်ရဲ့အလားတရားကိုအသုံးချပြီးလွယ်လွယ်နဲ့အောင်မြင်လန်းကြောင်းပေါ်လျှောက်လန်းဖို့ဘယ်တော့မှမစင်စားခဲ့ပါဘူးရုပ်ရည်ချောမောပြီးချမ်းသာတဲ့လူငယ်သခင်လေးတယောက်ရဲ့ချင်းကပ်မှုကိုခံရတဲ့အခါမှာလဲဒီလိုသဘောထားကြီးတဲ့မိန်းကလေးကပြက်ပြက်သားသားညှင်းပယ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲသူ့ဘက်တာအနေလေးညွှပြလိုက်မယ်ဆိုရင်ဆင်းရဲဒုက္ခတွေကနေတသက်တာလွတ်မြောက်သွားနိုင်တယ်ဆိုတာကိုသူမှကောင်းကောင်းသဘောပေါက်ထားပါတယ်။ဒါပေမဲ့ဒီလိုခြေအနေမျိုးမှာတော့မှသူမဟာပင်ပန်းဆင်းရဲတဲ့အလုပ်ကျန်းတွေကိုသာရွေးချယ်လုပ်ကင်ခဲ့ပြီးအ ਨੇ ဆုံးတော့သူမရဲ့ကိုလက်အင်္ဂါလုံးအားနဲ့ပဲငွေရှာနေတာဖြစ်ကကိုယ့်ရဲ့ဂုဏ်သိက္ခာကိုငွေကြေးနဲ့လဲလှယ်ဖို့ကိုတော့လုံးဝပြက်ပြက်သားသားညှင်းဆန်ခဲ့ပါတယ်။မန်နေဂျာကိုလိုဖို့ငွေကြေးမရှိတာကြောင့်အန်နာဟာအချိန်တိုင်းမှာအခက်ခဲဆုံးနဲ့အညစ်ပတ်ဆုံးအလုပ်တွေကိုသာလုပ်ကင်ခဲ့ရပြီးအလုပ်တွေအများကြီးပေါ်ပေါ်ပါသလိုသူမထက်လောက်ခလာစာနှစ်ဆက်ပေါ်ရတဲ့လီဆာရဲ့အလုပ်ကိုလည်းအလွန်အမင်းအကြဆဖြစ်မိပါတယ်။ပိုရေးကြီးတာကလီဆာဟာအိမ်ရှင်မနဲ့အမြဲတမ်းကတ်စွာနေခွင့်ရတာကြောင့်တနေ့မှာယာရုတက်ဖို့အခွင့်အရေးရလာနိုင်ခြေရှိနေတာပါပဲ။ဒါပေမဲ့လီဆာကတော့ဒါတွေကိုလုံးဝတန်ဖိုးမထားပဲတရက်တည်းနဲ့ချမ်းသာလာခြင်းစိတ်တွေနဲ့သာနေ့စဉ်ချိန်ကုန်နေခဲ့ပြီးအချိန်ခါမရွေးခိုးကြောင်ခိုးဝက်နဲ့စာကြည့်ခန်းထဲဝင်ကလူငယ်သခင်လေးနဲ့စကားပြောဖို့စူးစမ်းနေခဲ့ပါတယ်။အန်နာရဲ့အစ္စရနာပါတဲ့အကြံဉာဏ်တွေကိုလီဆာကဂယူးမဆိုင်တဲ့အပြင်သူမကိုမနာလိုဖြစ်နေတာလို့ပဲထင်မြင်ခဲ့ပါတယ်။အဲ့ဒီနေ့မှာအင်ရှင်မရဲ့ခေါ်တန်ထက်မှန်ထွက်ပေါ်လာချိန်မှာလဲလီဆာဟာသူမရဲ့တာဝန်ဝတ္တရားကိုအလွယ်တကူစွန့်ခွာသွားခဲ့တာကြောင့်ဒေါသထွက်နေတဲ့မန်နေဂျာကိုတွေ့လိုက်ရတဲ့အခါအန်နာကဒါဟာသူမအတွက်အခွင့်အရေးရောက်လာပြီဆိုတာကိုသိလိုက်ရပါတယ်။အခန်းထဲမဝင်ခင်မှာသူမကတပြင်းကြကစိတ်ကိုတည်ငြိမ်အောင်ထားပြီးတကားကိုတတိကြီးကြီးနဲ့ဟက်စီလေးဖွင့်လိုက်တဲ့အခါအခန်းထဲမှာအင်ရှင်သခင်မရောက်နေတာကိုမထင်မှတ်ပဲတွေ့လိုက်ရပါတယ်။သူတို့ရဲ့အိမ်ထောင်ရေးဟာအကျိုးတူပေါင်းစည်းထားတာဖြစ်ပြီးအင်ရှင်သခင်ကအင်ရှင်မကိုစစ်မှန်တဲ့မေတ္တာမရှိပဲရွှင်ရှာနေခဲ့ကအင်ရှင်မရဲ့ညီမငယ်ကိုသာတိတ်တဆိတ်ချစ်ခင်နေခဲ့တယ်ဆိုတာအိမ်တော်ထဲကလူတိုင်းသိကြပါတယ်။ပြင်းထန်တဲ့အငင်းပွားမှုဖြစ်ပွားပြီးနောက်လင်မယားနှစ်ဦးစိတ်ပြက်လက်ပြက်နဲ့ထွက်သွားကြတာကိုမြင်လိုက်ရတဲ့အခါအန်နာကအင်ရှင်မကိုအမြန်သွားရောက်နှစ်သိမ့်ပေးခဲ့ပါတယ်။ဒီဖြစ်ပျက်ကြောင့်ပဲသူမဟာအင်ရှင်မရဲ့ယုံကြည်မှုကိုအခိုင်အမာရယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့အန်နာတယောက်တာယာလားပါတဲ့အနာဂတ်ကိုစတင်မျှော်လင့်နေတဲ့အချိန်မှာတင်မထင်မှတ်ထားတဲ့အပြောင်းလဲတစ်ခုထပ်ပေါ်လာခဲ့ပါတယ်။အဲ့ဒီနေ့မှာအန်နာရဲ့အကိုဖြစ်သူအိမ်တော်ကိုရုတ်တရက်ရောက်လာပြီးမိခင်ဖြစ်သူအသက်ရှူကျက်နေပြီဖြစ်ကြောင်းသတင်းပေးလာခဲ့ပါတယ်။ဘာမှဆက်မစင်စားနိုင်တော့ပဲအန်နာတယောက်အပြေးလွှားထွက်သွားခဲ့ရင်မဲ့အိမ်ကိုခက်ခဲပင်ပန်းစွာပြန်ရောက်သွားတဲ့အခါမှာတော့မိခင်ဖြစ်သူဟာနောက်ဆုံးထွက်သက်ကိုရောက်နေခဲ့ပါပြီ။မိခင်ဖြစ်သူကနေဝင်စေးစာကိုနောက်ဆုံးအနေနဲ့တစ်ချက်လောက်ကြည့်ချင်တာကြောင့်သူမကိုဝေးလံတဲ့တောင်ကုန်းစီပို့ပေးဖို့ခင်မုန်းဖြစ်သူကိုတောင်းဆိုခဲ့ရင်မဲ့အဲ့ဒီနေရာကိုမရောက်ခင်မှာတင်ပဲမိခင်ဖြစ်သူဟာကွယ်လွန်သွားခဲ့ပါတော့တယ်။